သမုဒ္ဒရာရေကိုနှစ်ဖြာခွဲပြီးတော့ပထဝီန္ဒရနဂါမင်းရဲ့ဗိမာန်ကိုသွားပြီးတော့နေတယ်တဲ့အဲ့ဒီယသိကဟုတ်လားနဂါမင်းကသိပြီးတော့စီးစိမ်ကြီးတယ်နောက်ထပ်ရှင်ရထပါဠဖြစ်လာမဲ့တတိကိုးကွယ်တဲ့ယသိကတော့ဘယ်ကိုသွားပြီးတော့သူကနေတန့်ရှင်လဲဆိုတော့တာဝရိန္ဒာနတ်ပြည်ကိုသွားပြီးတော့နေတန့်ရှင်တယ်ဟုတ်လားအေးဆရာချင်းမတူရဘူးနော်အေးဆရာမတူတော့တပည့်တွေအကျိုးရဖို့မတူပုံကလေးတတိထားเสียရလဲကောင်းတယ်ဗျာအဲ့ဒီမှာပထဝီနရနဂါမင်းကြီးစီကိုသွားပြီးတော့နေတန့်ရှင်တဲ့ယသိကသူ့ရဲ့တတိကဆုံးကပ်ပြီးဆိုလို့ရှိရင်သူကဆုပေးတယ်တဲ့ပထဝီနရနဂါမင်းကြီးလို့ချမ်းချမ်းသာသာစည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံပါစေဟုတ်လားတာဝရိန္ဒာနတ်ပြည်မှာတရင်သွားတုံးတဲ့ယသိကတော့သူ့ရဲ့တကားတတိကဆုံးကပ်ပြီးဆိုလို့ရှိရင်တရားမင်းကြီးလို့ချမ်းသာပါစေသူကလည်းသွားတိုင်းပြန်တိုင်းတရားစည်းစိမ်ကိုမြင်တာကိုဟုတ်လားအဲ့ဒီလိုမြင်တော့တတိတွေကမေးတာပေါ့ရှင်ဘုရားပထဝီနရနဂါမင်းကြီးကတော်တော်ချမ်းသာသလားဟာသိကြီးကြည်တာပဲနဂါစည်းစိမ်အဲ့ဒီလိုပြောတော့အဲ့ဒီတတိကနဂါမင်းကြီးဖြစ်ခြင်းတဲ့စိတ်တွေအများကြီးဖြစ်တယ်ဟိုတတိကြတော့လည်းပဲတရားမင်းကြီးဖြစ်ခြင်းတဲ့စိတ်တွေအများကြီးဖြစ်တယ်အဲ့ဒီအများကြီးဖြစ်တဲ့စိတ်တွေကကုသိုလ်ကောင်းမှုကလည်းရှိနေတာဆိုတော့သေလဲသေရောအဲ့ဒီပထဝီနရနဂါမင်းကြီးဒီကိုသွားပြီးတော့နေတန့်စင်တဲ့ယသိကိုကိုးကွယ်တဲ့ရှင်ရာဟုလာအလောင်းတထေးကပထဝီနရနဂါမင်းသွားဖြစ်တယ်ဗျာရှင်ရထပါဠအလောင်းဖြစ်တဲ့တကြွယ်ကတော့အကြာမင်းသွားဖြစ်တယ်အဲ့ဒီမှာရှင်ရာဟုလာအလောင်းဖြစ်တဲ့အဲ့ဒီနဂါမင်းကစိတ်ပြက်တယ်ငါတော့ဆရာမှားနဲ့ကြုံခဲ့တာပဲရုပ်ညံ့တဲ့ဘဝကိုငါရတယ်ရင်ဘတ်နဲ့တွားသွားရတဲ့တရားအဖြစ်ကိုငါဖြစ်ရတယ်တကယ်ဆိုငါရဲ့ကုသိုလ်ကောင်းမှုတွေဟာအများကြီးကိုရနိုင်ခွင့်ရှိတယ်။အော်ဒီယသိဟာဒီနဂါးပြည်ကလွဲလို့ချမ်းသာတဲ့ဘဝတွေကိုမတွေ့ဘူးနဲ့တူပါရဲ့စိတ်မချမ်းသာဘူး။နော်။ဒါကြောင့်ပေသားပေါင်းသူတော်ကောင်းတို့ဆရာအရေးမကြီးဘူးလား။အရေးကြီးတယ်ဆရာကလည်းသူသိတာသူပြောတာပဲလေ။သူ့ကိုလည်းအပြစ်တင်ဖို့တော့ခက်ပဲ။အဲ့တော့ကိုယ့်ဟာကိုရွေးချယ်ပြီးတော့အဆင့်မြင့်တဲ့ဆရာနဲ့တွေ့ဖို့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လား။သူတို့ကတော့သူတို့သိတာသူတို့ပြောမှာပဲလေမသိတာပြောမှာမပြောတတ်ပဲကိုဟုတ်လားအေးဟိုမှာနဂါတရားမင်းကြီးဒီနေတန့်စင်တဲ့ယသိရဲ့တပည့်ကတော့တရားမင်းကြီးဖြစ်ရတယ်နောက်တော့အဲ့ဒီပထဝီနရနဂါမင်းကနဂါတွေကလုံးနေဆိုတာတရားရဲ့အချမ်းရံမျှပဲလေအဲ့ဒီမှာတာဝရိန္ဒာနတ်ပြည်ကိုသူတို့သွားပြီးတော့ခစားကြတော့သူ့တငယ်ချင်းတရားမင်းကိုတွေ့ဟာကြည်စံအဲ့ဒီမှာတငယ်ချင်းနှစ်ယောက်ပြန်တွေ့ကြတာပြီးတော့တရားမင်းကလည်းစိတ်မကောင်းဘူးအေးကွာမင်းစည်းစိမ်ကနေတယ်ဒါကြောင့်လူပြည်မှာဖျားပွင့်နေတယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်နေတယ်အဲ့ဒီဖျားကိုပင့်ပြီးတော့မင်းကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပြီးတော့တရားဖြစ်အောင်ရှုတောင်းလို့ခိုင်းတယ်ခိုင်းတော့အေးဟုတ်ပြီဆိုပြီးတော့ရှင်ရာဟုလာဖြစ်လာမယ်အဲ့ဒီပထဝီနရနဂါမင်းကဖျားမှုရှိတဲ့တန်ဃာတော်တွေကိုသူ့နဂါပြည်ကိုပင့်ဦးဇင်းတို့အချင်းချုပ်ဖဲပြောမယ်နော်အဲ့ဒီလိုပင့်တော့အဲ့ဒီဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရင်သွေးတော်နော်ဥပယေဝရဆိုတဲ့တာမဏေငယ်လေးပါတယ်တကိုးနဲ့ပြည့်စုံတယ်ဟုတ်လားအေးအဲ့ဒီတာမဏေငယ်လေးကိုဆွမ်းကြွေးပွဲမှာမြင်တယ်ဩကြည်စံဒီကိုရင်လေးကတကိုးကြီးတဲ့ယဟန်တော်ကြီးတွေလို့တကိုးကြီးလိုက်တာနေရာထိုင်တော်လဲမြတ်စွာဘုရားနာမှာကပ်ပြီးတော့ထိုင်တယ်နေရာကကြတယ်ဖះနဲ့လည်းပဲရုပ်ကလည်းတော်တော်တူတာပဲတူမှာပေါ့ဗျာဟုတ်လားဖះသားတော်ဟုတ်လားအဲ့ဒီမှာသူကမေးတယ်ဒါလေးကမြတ်စွာဘုရားနဲ့ဘာတော်တုံးပေါ့အဲ့ဒီမှာဒါဖះရဲ့သားတော်ဆိုတော့ငါဖြစ်ချင်လိုက်တာဘေးတဲ့တရားဖြစ်ချင်တဲ့စိတ်မရှိတော့အဲ့ဒါနဲ့သူ9ရက်9လေးအလှကြီးပေးပြီးတော့တပည့်တော်တဲ့အရှင်ဘုရားရဲ့သားတော်လေးကိုရင်လေးလို့တဆူဆူသောဘုရားရဲ့သားတော်လေးဖြစ်ရင်သိကောင်းမှာပဲဖြစ်ပါရစေလို့ဆုတောင်းတာအဲ့ဒီမှာနဲ့လာမဲ့ဗဒ္ဒကပမှာဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားရဲ့ရင်သွေးတော်ရာဟုလာဆိုတဲ့အမည်နဲ့ဣတတဲ့ရတဲ့ဘုရားသားတော်ဖြစ်လိမ့်မယ်လို့ဗျာဒိတ်စကားမိန့်ကြားတာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ရှင်ရာဟုလာအဖြစ်မဲ့အဲ့ဒီပထဝီနနဂါမင်းကတရားမင်းနဲ့တွေ့တော့သူ့ကိုလည်းစုပန်ခိုင်းတာနော်စုပန်ခိုင်းတော့အဲ့ဒီမှာတရားမင်းကအစာဖြတ်ပြီးတော့တရားတရားနဲ့ယဟန်ပြုတဲ့နေရာမှာဣတတဲ့ရတဲ့မထေမြတ်ကိုမြင်တော့အဲ့ဒီမထေကိုကြည်ညိုပြီးတော့သူလည်းအဲ့လိုဖြစ်ပြရစေလို့ဆုတောင်းတော့ဦးဇင်းတော်မြတ်စွာဘုရားလက်ထက်မှာ
အဲ့ဒီတရားမင်းဟာရထပါလမထေရဆိုပြီးတော့ဖြစ်လာဟုတ်လား